Quick က online နဲ့စီးပွားရေးလုပ်တဲ့ case ဆိုတော့ကို product ကိုကြော်ညာခြင်းနဲ့ဆိုလို့ရှိရင်အရင်လိုကြော်ညာရင်ငှားရနေကြမလို့တော့ကို product ကိုကိုယ့်ဘာကိုကြော်ညာလို့ရပြီဒါပေမဲ့တစ်ခုပဲလို့ရဒီလိုမိုက်လေးတွေကျွန်တော်ဆိုင်မှာဟိုကောကထုတ်တဲ့ collar mic ၄မျိုးရှိပါပထမတစ်မျိုးကတော့ mic တစ်ခုပဲပါတယ် Android သူကတော့တိုက်စီတစ်မျိုးပဲသုံးလို့ရမယ်ကြာချိန်ကတော့3နာရီ4နာရီလောက်အသုံးပြုလို့ရတယ်ဒုတိယတစ်မျိုးကတော့မိုင်းနှလုံးပါတယ်တိုက်စီရောလိုက်တဲ့နေရောအသုံးပြုလို့ရတယ် A50 သူကြာချိန်ကတော့6နာရီလောက်အသုံးပြုလို့ရတယ်နောက်တစ်မျိုးကတော့ case ရောမိုင်းနှလုံးပါတယ် A90 သူကပုံမှန်မိုင်းနေတဲ့စာရင်အရင်စားသေးတယ်မိုင်းတစ်ခုချင်းစီကိုအားသွင်းနေကြမလို့ case ကိုအားသွင်းထားရုံနဲ့ရတယ်တိုက်စီနဲ့လာတယ်လိုက်တဲ့နဲ့သုံးချင်တယ်ဆိုလို့ရှိရင်အခုလိုကောင်းကြောင်းလေးပါတယ်နောက်တစ်မျိုးကတော့ design map လေးနဲ့ A70 case မှာလည်း battery display ပါသလို mic မှာလည်း display ပါတယ်တိုက်စီရောလိုက်တဲ့နေရောအသုံးပြုလို့ရမယ် design လန်းလန်းလေးသုံးချင်တယ်ဆိုရင်ဒါလေးသုံးတခုချင်းစီရဲ့အသေးစိတ်ကိုတော့နောက်မှဗီဒီယိုတက်တက်လုပ်ပေးမယ်ပစ္စည်းအကုန်မြင်တာမို့လိုချင်တယ်ဆိုလို့ရှိရင်ပေါင်မိုင်းစင်တာကိုလာခဲ့ပါ